နောက်လာမယ့်အပတ်မှာတော့ The Masked Singer မြန်မာ Season 3ရဲ့ဒုတိယအသုတ်ဖြစ်တဲ့ Group D ကမျက်နှာဖုံးရှင်တွေဖြစ်တဲ့မဲပစေ Cassette Rockstar နဲ့ Chili Girl တို့ရဲ့အစွမ်းပြတီးဆိုမှုတွေနဲ့အတူပရိသတ်အလို့ကြမျက်နှာဖုံးချွတ်ပြရမယ့်သူကဘယ်သူဖြစ်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြရအောင်လားခင်ဗျာနှစ်ယောက်တည်းဆော့တာဘာဆော့တာလဲဂျင်းရောဟုတ်ရဲ့လားနှစ်ယောက်တည်းဘာလိုက်ဆော့ရလဲဂျင်းဆော့တာနေကြလားနှစ်ယောက်တည်းဆော့ ဟောမဂျင်းနဲ့ ဒီဒီနဲ့ဘာလုပ်ဘူးလဲတချင်းတူတူတွဲဆော့ဘူးလားဘာလုပ်ဘူးလဲသူနဲ့ငါစိတ်ညစ်လာပြီ ကျွန်တော်နဲ့ပတ်သက်ဘူးလား ပတ်သက်ဘူးလေတဲ့ ကိုဖြိုးနဲ့ကြီးစားလို့ပဲလေကိုဖြိုးနဲ့ကျွန်တော်နဲ့ ဟိုက်ဒီသားလို့ပဲ ဘသူရသွားလဲတော့လူတော့ဘသူရသွားလဲ ကိုဖြိုးကပါတာပေါ့ အေးဆရာကြီးပဲ အောင်လုံးကိုပြတ်သွားအောင်မဖြည့်ရဲ့ချက်ဓမ္မပေါ်ရင်မင်းငါကိုဖြတ် exam အဖွဲနဲ့ MDB ဟိုးရင်တော့တပုတ်ရိုက်ဖူးတယ်မလားအမှန်တိုင်းပဲပြောပါမဖြစ်ဘူးမဖုံးလူလည်းမပြောဂရိပေးတယ်မှားပြောပေးမယ်ဟုတ်တယ်မလားရိုက်ဖူးတယ်မလား ချီလေးကလေဖီးရတာကိုကြိုက်လား ဟမ်အားလည်းပြီးလာတာကိုကြိုက်တာ ဘယ်လိုဖီးရ ဟိုဖီးပြောအသေးခွဲပြောလို့ပြောတယ်လက်တော့လက်နေ ဟုတ်ကဲ့ပါနောက်တစ်ဆင့်ကိုတက်လန်းဖို့အတွက်စီရိုရီယာပြည်သက်တွေနဲ့ဆယ်လီစွန်တော်ကြီးတွေမဲပေးထားတဲ့ပထမဦးဆုံးမျက်နှာဖုံးရှင်ကတော့